အားလုံးပဲမင်္ဂလာပါရှင်ဖေးမ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်မကဒီထိုင်းစာသင်ခန်းစာအတစ်လေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီကနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ထဆိုတာနဲ့ပတ်သက်တဲ့စကားလုံးလေးပဲဖြစ်ပါတယ်ထဆိုတာကဒီသူ့ရဲ့အတိတ်ပဲပေါ့နော်ပြောရမယ်ဆိုရင်ကျမတို့ကဒီမြန်မာလိုပေါ့နော်ရင်းနီးခိုင်းစေခြင်းတဲ့အခါမှာပဲဖြစ်ဖြစ်သုံးပါတယ်နောက်တစ်ခုမှာဆိုရင်ဒီအမိတ်ပေးတဲ့အခါမှာဆိုရင်လည်းသုံးတယ်ပေါ့နော်ဥပမာထဆိုတာကကြဆိုပေါ့နော်လောက်ကြဆိုတွားကြဆိုနားကြဆိုဆိုရင်ဒါကိုထဆိုတာနဲ့စကားလုံးနဲ့တွဲပြီးသုံးလို့ရပါတယ်ရှင်ပထမအဆုံးစကားလုံးလေးကဘာကိုသုံးပြမလဲဆိုရင်ဖတ်ထဆိုတာကဖတ်ဆိုတာကကျမတို့ဒါအနားယူတာပေါ့နော်ထဆိုတာကဖတ်ထဆိုတာကအနားယူကြဆိုဒါမှမဟုတ်လို့ရှိရင်အနားယူကြရအောင်ပေါ့နော်ဒါကိုအချင်းချင်းပြောတဲ့အခါမှာသုံးပါတယ်ဒါကိုကျမတို့ကစာကြောင်းလေးအနေနဲ့သုံးကြည့်ပါမယ်วันนี้คนทำงานหนักพักเถอะဆိုတာကဒီကနေ့နေအလုပ်တွေပင်ပန်းလုပ်ထားတာပဲတော့အနားယူတော့လေးပေါ့နော်ဒီလိုမျိုးစာကြောင်းလေးတွေမှာလည်းသုံးပါတယ်ရှင်ကျမတို့ပြန်ဆိုကြည့်ပါမယ်วันนี้คนทำงานหนักพักเถอะวันนี้ဆိုတာကဒီကနေ့ပေါ့နော်คนทำงานหนักဆိုတာကနေ့အလုပ်တွေပင်ပန်းလုပ်ထားတယ်พักเถอะဆိုတာကအနားတော့ယူတော့လေးပေါ့နော်วันนี้คนทำงานหนักพักเถอะနေ့ဒီနေ့အလုပ်တွေအရင်ပင်ပန်းထားပဲတော့အနားယူတော့အဲ့လိုမျိုးစကားလုံးစာကြောင်းတွေမှာသုံးတယ်ပေါ့နော်နောက်စာကြောင်းလေးအနေနဲ့ဆိုရင်ပိုင်နွန်ဆိုတာကတွားအိတ်ခိုင်းတာပေါ့နော်ထဆိုတာကဆိုတဲ့စကားလုံးလေးနဲ့ကျမတို့သုံးတဲ့အခါမှာဆိုရင်ပိုင်နွန်ထဆိုတာကတွားအိတ်တော့ပိုင်နွန်ထတွားအိတ်တော့တွားအိတ်ကြစုဒီလိုမျိုးအတိတ်ပဲတက်ရောက်ပါတယ်ဒါကိုကျမတို့စာကြောင်းအနေနဲ့သုံးပါမယ်ตึกแล้วไปนอนเถอะตึกแล้วဆိုတာကညနေနေပြီပေါ့နော်နောက်ကျနေပြီไปนอนเถอะတွားအိတ်တော့လေနောက်ကျနေပြီတွားအိတ်တော့လေလို့သိပေးရပါတယ်ရှင်ကျမတို့ပြန်ဆိုကြည့်ပါမယ်ตึกแล้วไปนอนเถอะตึกแล้วไปนอนเถอะနောက်ထပ်စကားလုံးလေးနဲ့တွဲသုံးပါမယ်ပေါက်မာဆိုတာကပြောလာပေါ့နော်ငါ့ကိုပြောလာပေါ့နော်အဲ့လိုမျိုးပေါ့နော်ပေါက်မာเถอะဆိုတာကပြောလေငါ့ကိုပြောလိုက်ဒီလိုမျိုးစကားလုံးလေးဖြစ်ပါတယ်ရှင်ပေါက်မာเถอะဒါကိုကျမတို့စာကြောင်းလေးအနေနဲ့တွဲသုံးပါမယ်ရှင်ပေါက်မာเถอะคุณชอบผู้ชายหรือชอบผู้หญิงနေယောက်ျားလေးတွေကိုကြိုက်တာလားမိန်းကလေးတွေကိုကြိုက်တာလားဆိုတော့ငါ့ကိုပြောလိုက်လေဒီလိုမျိုးအတိတ်ပဲတက်ရောက်ပါရှင်သင်ခန်းစာရဲ့နောက်ဆုံးစာကြောင်းလေးအနေနဲ့ဆိုရင်တော့ยอมรับความจริงเถอะยอมรับဆိုတာကလက်ခံခိုင်းတာပေါ့နော်ความจริงဆိုတာကဒီအမှန်တရားကိုပြောတာပါยอมรับความจริงเถอะဆိုတာကအမှန်တရားကိုလက်ခံလိုက်တော့လေအမှန်တရားကိုလက်ခံလိုက်စမ်းပါဒီအတိတ်ပဲဖြစ်ပါရဲ့ရှင်ဒါကိုကျမတို့ပြန်ဆိုကြည့်ပါမယ်ยอมรับความจริงเถอะยอมรับความจริงเถอะဟုတ်ကဲ့ပါရှင်ဒီကနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲရှင်မသိတာလေးရှိရင်ကွန်မန့်မှာမှန်တော်ပေးလို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်